mà chỉ mà thôi ông trong đây hạt tiền trên đây tôi cho si vay đi chỉ gì cha xong tôi là gì chỉ gì ông miền tôi là gì ta suy ha wow trong đây vì lúc tôi cho làm mặt thòng nhà là gì tôi cho biết gì tôi là suy làวันนี้chỉ quay ra là gìဟုတ်လားပညာရေးတွေကောင်းလို့အစသာအရာရာကိုတန်ဖိုးထားတဲ့အရာတွေကောင်းသွားလို့တို့ဘဝတော့ပြောင်းသွားပြီလို့အပြောင်းလဲအကြီးကြီးလို့ထင်ကြတာတွေမရှိဘူးလားရှိတယ်ဘယ်အပြောင်းလဲမှသိခြင်းတရားလောက်ကြီးမားတဲ့အပြောင်းလဲကိုမဖြစ်စေဘူးဆိုကြပါစို့လူတစ်ယောက်သိပြီဆိုတာနဲ့ဒီအခြေအနေဟာအကုန်လုံးအပိတတ်သွားပြီနောက်ထပ်အခြေအနေအသစ်တစ်ခုဟာဘာလို့မလို့စလာလိမ့်မယ်အဲ့ဒီအပြောင်းလဲဟာတချို့လူတွေအတွက်ရောက်ဖို့သိမကြတော့ဘူးเนาะစဉ်းစားကြည့်နော်လူတယောက်တည်လို့ခွေးတကောင်ဖြစ်သွားတယ်ဆိုကြပါစို့ဒါထက်ကြီးမားတဲ့အပြောင်းလဲဘယ်ရှာတွေ့နိုင်မှာတော့လူရှင်စစ်ကနေပြီးတော့ခွေးတကောင်ဖြစ်သွားတယ်စိတ်ကူးလေးလက်တွေ့ကြားကြကုကြည်စမ်းပါနော်လူရှင်စစ်ကနေနွားတကောင်ဖြစ်သွားတယ်လူရှင်စစ်ကနေအလွန်ဆင်းရဲတဲ့ငရဲသားတစ်ယောက်ဖြစ်သွားတယ်စဉ်းစားကြည့်ပါဒါထက်ကြီးမားတဲ့အပြောင်းလဲရှိနိုင်မလားနော်လူရှင်စစ်ကနေနတ်ဖြစ်သွားတယ်ပြမဖြစ်သွားတယ်ကောင်းတဲ့ဘက်မှာလည်းပဲအလွန်ကြီးမားတဲ့အပြောင်းလဲကြီးတစ်ခုလို့ဆိုနိုင်မို့လားဆိုနိုင်တယ်အဲ့ဒီလိုအပြောင်းလဲမျိုးရှင်မမောက္ကလံမှာရှိသေးသလားမရှိတော့ဘူးဒီလိုဘဝမျိုးမပြောနဲ့ဘယ်လိုဘဝမျိုးမှသူ့မှာဖြစ်เสียအကြောင်းမရှိဘူးဘဝကဒုက္ခဘယ်ဒုက္ခမှသူ့မှာဆက်ပြီးတော့ဖြစ်เสียအကြောင်းမရှိဘူးဒါကြောင့်မလို့သူ့မှာဖြစ်တာတော့ပြုံးတာလေအဲ့လိုမျိုးရှင်လက္ခဏာကိုဖြေတဲ့အခါမှာမြတ်စွာဘုရားဘာမိန့်ရှိတော့ဆိုတော့ဒါမြတ်စွာဘုရားရှိမှာမေးဖြေနေကြတာကိုမြတ်စွာဘုရားဘာမိန့်ရှိတော့ဆိုတော့ငါရဲ့တပည့်တာဝကတွေဟာတိပြီးမြင်ပြီးတော့နေကြပါပြီဆိုတာနော်အတိအမြင်နဲ့ပြည့်စုံပြီးတော့နေကြပါပြီဆိုတာရှင်မမောက္ကလံကိုချီးမွမ်းတာအလွန်မြင်နိုင်ခဲ့တဲ့တရားကိုမြင်လို့မြတ်စွာဘုရားချီးမွမ်းတာတကယ်စင်စစ်ငါဟာဒီတရားကိုဖျားဖြစ်ပြီးကစဘောဓိပင်နဲ့ရွှေပလင်းနော်ဖျားဖြစ်ပြီးကစအဲ့ဒီညတွေကစငါအဲ့ဒီတရားကိုမြင်နေတဲ့အဲ့ဒီတရားရဲ့အော်လံကိုလည်းငါကြားရတယ်ဒါပေမဲ့အဲ့ဒီတုန်းကဒီတရားဒီလိုအော်နေတယ်ဒီလိုဖြစ်နေတယ်လို့ငါဘယ်သူမှမပြောခဲ့ဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့မယုံကြည်တဲ့ပုံကိုယ်တွေကာလရှည်မြင့်စွာအကျိုးမဲ့မှာဆိုလို့လေဟောဒီစကားလေးကိုသိချနာထောက်နော်မြင်တဲ့လူကမြင်တဲ့အတိုင်းပြောတယ်သိတဲ့လူကသိတဲ့အတိုင်းပြောတယ်ဒါကိုကြားရတဲ့ပုံကိုယ်တိုင်းကယုံနေကြတာတော့လေမဟုတ်ဘူးယုံတယ်မယုံဘူးဆိုတာကလည်းပဲကိုယ့်ရဲ့ပင်ကိုယ်တက်ခံခွဲခြမ်းဝေဖန်နိုင်စွမ်းအနှိမ့်အမြင့်ပေါ်မှာလည်းမူတည်နေသေးတယ်ဟုတ်တယ်မဟုတ်လားကိုမြတ်စွာဘုရားအဲ့ဒါကိုထောက်ပြတာနော်မြင်တဲ့အတိုင်းကြားတဲ့အတိုင်းမြတ်စွာဘုရားပြောခဲ့ပါသလားပြောခဲ့ဘူးဘာဖြစ်လို့မပြောတာတော့မယုံကြည်တဲ့ပုဂ္ဂိုလ်တွေကာလကြာမြင့်စွာအကျိုးမဲ့မှာဆိုလို့တဲ့ဟုတ်လားအဲ့ဒါလက္ခဏာတန်ရုပ်ထဲမှာပထမဦးဆုံးတုတ်တန်လေးဟုတ်လားအဲ့ဒါအများကြီးပဲပြောတာပြိတ္တာအမျိုးအစားကိုစုံနေတာပဲတချို့ပြိတ္တာကျတော့အပေါ်ကအရေးကုန်မပါဘူးသွတ်တန်ရဲရဲနဲ့နော်အဲ့ဒါမြတ်စွာဘုရားကဒီအယိုးစုပြိတ္တာဟောဒီတာဝတိမြို့ထဲမှာပဲတစ်ချိန်ကနွားသားသမားတယောက်ဖြစ်ခဲ့တာတဲ့လို့တောင်ပြောတယ်အရေးကုန်မပါတဲ့ပြိတ္တာရှိတယ်နော်ပြိတ္တာမှာအမျိုးမျိုးပဲနောက်ဆုံးမှာဘာတွေတွေ့ရတော့ဆိုတော့ဘုန်းကြီးပြိတ္တာကိုရင်ပြိတ္တာဘိက္ခုနီပြိတ္တာဟုတ်လားနော်ပြောင်ပြောင်လောင်းနေတဲ့သင်္ကန်းကိုယုံထားတယ်ပြောင်ပြောင်တောက်နေတဲ့ခါးပန်းကိုပန်းထားတယ်ဟုတ်လားအဲ့လိုပဲကောင်းငင်မှာအော်ဟစ်ညီးသွားပြီးတော့ပြေးလွှားနေကြတယ်လောကကြီးမှာကိုမကျက်စားနိုင်တဲ့နယ်ပယ်တွေအများကြီးပါလားဆိုတာကိုဘုံဘုံတို့သိနိုင်မြင်နိုင်မှုပြောပြတာဟုတ်လားဒါဘယ်လိုရည်ရွယ်ချက်နဲ့ဘုံဘုံကပြောနေတာတော့တန်ဝေကရအောင်စဉ်းစားဆင်ခြင်တဲ့နေရာမှာကြည်ကြည်ပြည့်ပြည့်စဉ်းစားတတ်ဖို့ဆင်ခြင်တတ်ဖို့ပြောပြတာဒီအပေဘုံရဲ့ဒုက္ခကိုစဉ်းစားဆင်ခြင်တဲ့အခါမှာဘုံဘုံတို့အဓိကတော့ချက်ကအပေဘုံကိုရောက်စေတတ်တဲ့သဘောတဘာဝတွေငါတန်တန်မှာရှိနေတယ်ငါမပေရသေးဘူးဆိုတဲ့အမြင်မှန်ဒီကိုရောက်အောင်သွားဖို့စဉ်းစားဖို့လိုမယ်ပေါ့နော်